လူတွေကိုတခိခိနဲ့ရဲမောပြောရှင်စေခြင်းခဲ့တဲ့ Steven Chong ရဲ့ပြည့်စုံမှုဟာကျွန်တော်တို့မြင်နေရတဲ့ပြောင်းချောချောအောင်မှုရတွေထက်အစပေါင်းများစွာပိုပြီးနှက်ဆိုင်ပါတယ်။သူဟာပရိသတ်ကိုရဲမောခြင်းတွေလက်ဆောင်ပေးဖို့အတွက်သူ့ဘဝရဲ့အခါအသီးဆုံးအရှိအမှုတွေကိုအရင်နှိပြုခဲ့တာပါ။ဒီဇလန်တွေမှာတော့သူ့ဘဝရဲ့ဖြစ်ရမှန်တွေကိုအခြေခံပြီးကိုယ်တိုင်ပြန်ရိုက်ပြထားတာကိုမြင်ရမှာပါ။သူဘာလို့အပေခံဖြစ်နေရတာလဲဆိုတော့အမှုပညာကိုအလေးနက်ထားလို့လို့ပါ။သမ ्या တွေကအပိုးလို့ဆိုပြီးပေါ့ပေါ့ပါလောက်ခိုင်းတဲ့နေရာမှာသူကတရုတ်ဆောင်ပညာအကြောင်းတွေလိုက်ပြောနေတော့ဒရိုက်တာတွေကသူ့ကိုနားကြီးတဲ့ကောင်အတုံးမကျတဲ့ကောင်ဆိုပြီးယွန်းရှာကြတာပါ။သမင်းတထူရကိုလူတကာရှိမှဒူးထောက်ရတာမင်းကအမိုက်ပဲလို့ပြောခံရတာတွေဟာသူကိုယ်တိုင်နာမည်မကြီးခင်နှစ်ပေါင်းများစွာဂျုံခဲ့ရတဲ့ငရဲခံတွေပါပဲ။ဒီနေ့မှာတော့သူဟာရိုက်ကွဲမှာမီးလောင်တဲ့အခန်းကိုတရုတ်ဆောင်ရပါတယ်။အသားတွေတကယ်လောင်ကျွမ်းနေပြီမဲ့ဒရိုက်တာကဖျက်လို့မပြောမချင်းသူဟာနာကျင်မှုကိုအန်တူတီကြောက်ရွံ့လို့ညင်နေခဲ့ပါတယ်။ဒါဟာအသက်ရှင်မှုအတွက်ဂုံးတိတ်ခါကိုရောင်းစားနေရတဲ့လူတစ်ယောက်ရဲ့နာကျင်မှုကိုအပို့အလိုမရှိချပြထားတာပါ။အဲ့ဒီလိုနဲ့အောက်ခြေဘဝချင်းတူတဲ့အမျိုးသမီးတစ်ယောက်နဲ့စုံတဲ့အခါသူတို့ကြားမှာနားလည်မှုတွေစတင်လာပါတယ်။ဒါပေမဲ့အဲ့ဒီနားလည်မှုနောက်မှာလဲစင်ရဲမွဲတင်မှုဆိုတဲ့အရေးအမဲကြီးကဖုံးလွှမ်းနေတုံးပါတယ်။တနေ့အားကုံဆုံးပြီးနောက်သူမအတွက်ပေးစရာငွေမရှိလို့သူမရှိသမျှအကျွေစီလေးတွေနာယီအစုပ်လေးနဲ့ပိုက်ဆံအိတ်လေးကိုပါစီတင်ထားခဲ့တဲ့အခန်းဟာကြည့်ရှုသူတိုင်းကိုရင်နှင့်စေမှာပါ။သူမလှည့်ထွက်သွားတဲ့အချိန်မှာဝစ်စုံအစုပ်လေးနဲ့နောက်ကလိုက်ပြီးငါမင်းကိုကြွေးထားပါမယ်လို့အော်ပြောလိုက်တဲ့စကားဟာအောင်မြင်မှုမရှိသေးတဲ့လူတစ်ယောက်ကဘဝကိုရင်းပြီးပေးခဲ့တဲ့ကတိပါ။မိမိကိုယ်တိုင်တော့နတ်ဖျံဘာစားရမလဲမသေးကြတဲ့အခြေအနေမှာတခြားသူတယောက်အထက်တာဝန်ယူရဲတဲ့ဒီစိတ်တက်ကပဲသူ့ကိုအပေကန်ဘဝကနေယုံထွက်စေခဲ့တာပါဒီလိုနဲ့သူဟာမင်းသမီးကြီးတယောက်ရဲ့မျက်စိထဲရောက်ပြီးဇက်ကားကြီးတစ်ခါမှခေါင်းဆောင်မင်းသားနေရာရလာပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့မင်းသမီးကသူ့ထက်ပူပြီးနာမည်ကြီးတဲ့သူကိုပဲမင်းသားတင်ကျင်သွားတာကြောင့်သူ့ကိုမင်းသားနေရာကနေချက်ချင်းပြန်ဖြုတ်ချလိုက်ပါတယ်အောင်မြင်မှုဆိုတာလက်တကန်းအလုံးမတင်ပြန်ပြောက်ကွယ်သွားတဲ့ဒီနာကျင်မှုဟာသူ့အတွက်တော့ခါတီလွန်လာပါတယ်မင်းသားနေရာကနေအဖြုတ်ချခံရပြီနော်သူဟာရဲတပ်ဖွဲ့ရဲ့အိန္ဒိယများနဲ့လီယိုကိုစစ်စင်ရဲ့တခုမှာအစားအသောက်ပို့သူအဖြစ်တကယ်အသက်နဲ့ရင်ပြီးတရုတ်ဆောင်ခဲ့ရပြန်ပါတယ်ရာတကွက်ကောင်ကြီးရဲ့ရှေ့မှာတနက်နဲ့ချင်းပြီးအစစ်စစ်ခံနေရချိန်မှာတော့သူဟာဇက်ရုံမပက်အောင်အကြောက်တရားကိုမျိုးသိထားခဲ့တာပါအမားတကူကိုဖြစ်သွားရင်ကတ်လူအော်ပြီးကယ်ပေးမဲ့ဒါရိုက်တာမရှိတဲ့ဒီနေရာမှာသူဟာတေချင်းတရားနဲ့ရင်ဆိုင်ပြီးသူ့ရဲ့အမှုပညာကိုတတ်သိပြရပါတယ်ဒါဟာဘေးရုပ်ရှင်ကားထဲမှာမလဲနိုင်တဲ့ခါးသီးလွတ်နဲ့အသက်နဲ့ရင်ရတဲ့တရုတ်ဆောင်မှုတစ်ခုပါပဲဇလန်ရဲ့အဆုံးသတ်မှာသူဟာမင်းသားကြီးမထစ်လာခဲ့ပေမဲ့မိမိကိုယ်ယုံကြည်မှုနဲ့အတူဂုဏ်သိက္ခာရှိတဲ့ဘဝတစ်ခုကိုတည်ဆောက်နိုင်ခဲ့ပါတယ်ထမင်းထုတ်တောင်းလို့အစော်ကားခံရတဲ့သူဟာလက်တွေ့မှာတော့တကဘာလုံးကိုရေမောင်းအောင်လုပ်နိုင်တဲ့ဟာတက်ဘီရင်ဖြစ်လာခဲ့ပါတယ်။သူ့ကိုနှိမ်ခဲ့တဲ့လောကကြီးကိုသူဟာအရှုံးမပေးတဲ့စိတ်ဓာတ်နဲ့ပြန်လဲအနိုင်ယူပြခဲ့တာပါ။ဒီမြင်ကွင်းတွေဟာရေစရာမဟုတ်ပါဘူး။အရှက်ခွဲခံရမှုကကြားကယုံထွက်ခဲ့တဲ့လူတစ်ယောက်ရဲ့အောင်နိုင်မှုမှတ်တမ်းပဲဖြစ်ပါတယ်။ Steven